လုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဒီအားထုံးစော Trading Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကျွန်တော်ပြောပြပေးချင်တာကတော့2026တလပိုင်းအတွက်ပေါ့နော်ကြာသာရေးသားသမီးများအတွက်တလစာဆောင်ရင်ရှောင်းရင်များကိုဟောပြပေးမှာဖြစ်ပါတယ်ရန်ဝေးရန်ဒီခရီးတွေသွားရတတ်တယ်အဲ့လိုအဝေးတွေစီစဉ်ထားတဲ့သူတွေနိုင်ငံရခြားသွားခြင်းနဲ့ကြာသာရေးသားသမီးတွေဆိုရင်တော့ဒီလအတွင်းမှာမြန်ထွက်ဖို့စီစဉ်ထားရင်အားလုံးမလွဲမချော်တိကျစွာအောင်မြင်ပါလိမ့်မယ်စောင်းစာတန်းတွေနဲ့ပတ်သက်ပြီးအရှုပ်ရှင်းဖြစ်တတ်ပါတယ်နှုတ်တရားစာတစ်လုံးလို့ဆိုတဲ့အတွက်စည်ရင်အင်းနဲ့လောက်ကိုင်းရှာဖွေစားတော့ရတဲ့သူတွေစည်ရင်တွေကိုင်းရတဲ့ကိုယ့်ရဲ့လုပ်ငန်းတွေမှာအမှန်သားပြုရတဲ့သူတွေဖို့အထူးသတိပြုဆောင်ရွက်သင့်ပါတယ်အလုပ်တွေနဲ့ပတ်သက်ပြီးတော့ဖြည့်ဆည်းမှုတော့ကတွေများတတ်တယ်ကိုယ်တိုင်ကကိုအလုပ်တွေထွက်ချင်လောက်အောင်ဖြစ်တတ်တယ်ဒါပေမဲ့ဒီတစ်လအတွင်းအလုပ်အပြောင်းရွှေ့မိမိတို့ဖို့လုံးဝမကောင်းပါဘူးမှန်တက်နိုင်သေးကိုမိသားစုကကိုယ့်ရဲ့ဝင်ငွေပေါ်မှာမိခိုနေကြတယ်ဆိုရင်တော့ဒီတလသီးခံစေခြင်းနဲ့ဒီတလပြီးရင်တော့ပြောင်းကျင်လဲပြောင်းရွှေ့ကျင်လဲရွှေ့ရတယ်ဒီတလအတွင်းမှာအလုံးနဲ့ပတ်သက်တဲ့ဖြည့်ဆည်းမှုကြုံမယ်တပားသူရဲ့ဆွဆွဲပြောဆိုခြင်းတွေခံရတတ်တယ်ဒီအရာတွေမှာတော့ကျွန်တော်တို့ကဆွဆွဲပြောဆိုခြင်းတွေဆိုတဲ့အတွက်ကိုမဟုတ်တာတွေကိုအဟုတ်လုပ်ပြီးအပြောခံရတဲ့အခါတိမခံနိုင်ရန်တွေထပြရတတ်တယ်နာမည်ဂုဏ်သိက္ခာတွေကိုထိခိုက်စေနိုင်တဲ့အတွက်အတိုက်ခံသဘာဝပြင်းထန်နေပြောရမှာပေါ့နော်အဲ့တော့အဲ့ဒီမှာမှကျွန်တော်တို့ကဒီအရေးကိုလည်းတက်နိုင်သွေးစိတ်ရှိသည့်ခံမှာမဟုတ်တာအဟုတ်လို့ပြောရဲဆိုအချိန်တန်အဖြေမှန်ကတော့ပေါ်မှာပဲဒီတလအတွင်းကန်နေနေတဲ့အတိုက်ခံတဲ့ပတ်သက်ရင်ပေါ့ဒါကိုလည်းကျွန်တော်ရေရာထည့်ပေးသွားမယ်ကျမ်းမာရေးမှာအဆောင်ပါစေးမလေးတွေဖြစ်တတ်တယ်မတည့်တဲ့အစားအစာလေးတွေအထူးစင်ញံမှာစေးဝါးတွေတောက်မယ်ဆိုရင်တော့အသေးချာစစ်စစ်ပြီးမှမိဝဲတင်တဲ့ကာလဖြစ်ပါတယ်အိမ်တော်ရေးမြစ်တာရေးအထူးတလဲကံကောင်းမဲ့လာပါအစင်မပြေမှုတွေရှိရင်ပြန်ပြေလဲမယ်မင်္ဂလာကိစ္စထိမ်းများဖို့ကြံစီထားတဲ့သူတွေဖို့လည်းအောင်မြင်မယ်နောက်တစ်ခုကအိမ်အောင်ပြိုလူပြိုဆိုအိမ်အောင်ကြတတ်တယ်လို့ပဲဟောရမှာပေါ့နော်ဒီလိုတွေအိမ်အောင်ကြတတ်တဲ့အခိုက်အတန့်တွေမြင်ပါတယ်နောက်အိမ်အောင်တွေအဖို့ဆိုရင်လည်းတာယာချမ်းမြေ့တဲ့အခြေအနေတွေကိုနောက်မှာဘာပဲဖြစ်ခဲ့ဖန်တီးနိုင်လိမ့်မယ်လို့မြင်ပါတယ်ခင်ဗျာဒါကြောင့်ဒီတလဟာကိုယ့်အနေနဲ့အတိုက်ခံရဲ့အလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့စိတ်ရှည်သီးခံဖို့အဓိကပြောချင်ပါတယ်ဒါတွေအောင်မြင်မှုအတွက်ကတော့တကွန်းအနီအောင်ကိုယ့်လက်ကိုမိမိရဲ့မွေးနံတော့မှာလှူပြီးတော့ဆူတောင်းလိုက်ပါခင်ဗျာအားလုံးကောင်းကျိုးလိုရဆန္ဒပြေဝကြပါစေ